ဒီနေ့ကတော့ဖိတ်ကျွေးရဲ့ဆိုင်ရှင်ငိုရဲနေပဲပွဲဆိုပြီး free လာကြိတ်သွားလို့တဲ့အကိုတို့နောက်လဲမလာပါနဲ့လာလဲမနောက်ပါနဲ့တဲ့စတာပါဗျာဒီပွဲလေးကတော့စီဖူစီတီရဲ့တစ်နှစ်တာအတွင်းအများဆုံးလာရောက်အားပေးကြတဲ့ loyal customer တွေကိုကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ thank you ceremony ပွဲလေးကျင်းပတာပဲဖြစ်ပါတယ်ဒီပွဲလေးမှာကကျွန်တော်တခြား influencer blogger အကိုအမတွေလည်းပါဝင်အားဖြည့်ပြီးတက်ရောက်ခဲ့ကြပါတယ်ပွဲစီစဉ်တွေထဲမှာဆိုရင်လည်းဒန်ဆာတွေရဲ့ကားပြဖျော်ဖြေမှုတွေနဲ့ဆုလက်ဆောင်ချီးမြှင့်တာတွေအပြင် lucky draw ကန်ဆယ်မဲ့အစီအစဉ်တွေရော game ကစားတာတွေရောအငိမ့်ပွဲဖျော်ဖြေမှုတွေရောပါဝင်ပါတယ်ပြီးတော့နိုင်ငံကျော်အမှုပညာရှင်မအင်းချီရဲ့တီဆိုဖျော်ဖြေမှုကိုလည်းအနီးကပ်ကြည့်ရှုရတာတော်တော်လေးကိုမိုက်တယ်အကြိုက်ဆုံးကတော့ပွဲမှာစီဖူစီတီရဲ့တဲခင်းထားတဲ့အမျိုးပေါင်း300ကျော်နဲ့ဟော့ပေါ့ကိုအဝါစားဧည့်ခံထားရပါပဲဒါမျိုးဆိုကိုရီကတိတ်မကြိုက်ရှာပါဘူးကိုကျော်စင်ဟိမင်းမင်းဆန်နဲ့ပါ3ယောက်ပေါင်းပြီးနောက်ပြန်အတူတူရှောက်ပြီးအဝါကြိတ်ခဲ့လိုက်တယ်ဟော့ပေါ့စားလိုက်ဘိုက်ချောင်းလို့နောက်တစ်ချိန်ပြန်ရှောက်လိုက်တဲ့ကို66ကောက်လောက်တီးခဲ့ပါတယ်โอเคဆမ်မွန်ပရင်ကြီးကြီးอ่ะနည်းနိုင်မီးပြီဗျာလုံးတော့ပြပါဦးစားပါဦးမြတ်အရင်ကြွေးပါတယ်အရင်ကြွေးရမို့တော့စားယူပါဂိမ်းနေတူတူစောကြရင်နဲ့မန်ရောကျွန်တော်ကူပွန် gift card လေးလည်းလက်ဆောင်ရခဲ့ပါသေးတယ် lucky draw ထဲမှာဆိုရင်လည်းချောင်းတာပကံကိုပါစီစဉ်ပို့ဆောင်ပေးတာဆိုတော့ပေါက်တဲ့တူတွေအတွက်လည်းလုံးဝပျော်စရာကြီးပေါ့နော်နောက်ဆုံးမှာတော့အခမ်းအနားစီစဉ်လည်းအောင်မြင်စွာပြီးဆုံးသွားပြီဆိုတော့အရန်ပျော်ရတဲ့အမှတ်တရနေလေးပါနောက် vlog လေးမှာပြန်တွေ့ကြမယ်နော်အားလုံးပဲတတ်တာ